ရှင်မတေခရဝင်ခန်းကြီး18ထို့အခါတပည့်တော်တို့သည်ချင်းကပ်၍ကောင်းကင်နိုင်ငံတော်၌အဘေသူသည်တာ၍ကြီးမြင့်ပါအံ့မည်ဟုမိလျှောက်ကြသောတငယ်တယောက်ကိုခေါ်တော်မူ၍တပည့်တော်တို့အလယ်၌ထားပြီးမှငါအမှန်ဆိုသည်ကားတင်တို့သည်ပြောင်းလဲ၍တငယ်ကဲ့သို့ဖြစ်လျင်ကောင်းကင်နိုင်ငံတော်သို့မရောက်ရကြထို့ကြောင့်အကျဉ်သူသည်ဤတငယ်ကဲ့သို့မိမိကိုမိမိနှိမ့်ချအံ့ထိုသူသည်ကောင်းကင်နိုင်ငံတော်၌သာ၍ကြီးမြင့်လိမ့်မည်အကျဉ်သူသည်ငါမျက်နှာကိုထောက်၍ဤကဲ့သို့သောတငယ်တစ်စုံတစ်ယောက်ကိုလက်ခံ၏ထိုသူသည်ငါကိုလက်ခံ၏ငါကိုယုံကြည်သောဤတငယ်တစ်စုံတစ်ယောက်ကိုအကျဉ်သူသည်မှားယွင်းစေ၏ထိုသူသည်လေပင်၌ကျိတ်ဆုံကြောင့်ကိုဆွဲ၍နက်နေသောပင်လယ်၌နှမြုပ်ခြင်းကိုခံရလျင်အနေသာ၍ကောင်း၏မာယွန်းเสียအကြောင်းများရှိသောကြောင့်လောကီသားတို့သည်အမိပါရှိကြ၏မာယွန်းเสียအကြောင်းရှိရမည်သို့တော်လည်းမာယွန်းเสียအကြောင်းကိုဖြစ်စေသောသူသည်အမိပါရှိ၏တင်ဤလက်ချေသည်တင့်ကိုမာယွန်းစေလျင်လက်ချေကိုဖျက်ပစ်လောလက်ချေအစုံနှင့်ထာဝရအမိထဲသို့ကြခြင်းကိုခံရသည်တဲ့အင်္ဂါချို့တဲ့၍အသက်ရှင်ခြင်းသို့ဝင်စားတော်သာ၍ကောင်း၏တင်ဤမျက်စိသည်လည်းတင့်ကိုမှားယွင်းစေလျင်မျက်စိကိုထုတ်ပစ်လောမျက်စိနှစ်ဖက်စုံနှင့်မယဲမီထဲသို့ကြခြင်းကိုခံရသည်တဲ့မျက်စိတစ်ဖက်နှင့်အသက်ရှင်ခြင်းသို့ဝင်စားတော်သာ၍ကောင်း၏သင်တို့သည်ဤတငယ်တစ်စုံတစ်ယောက်ကိုမထီမဲ့မြင်ပြုမည်အကြောင်းသတိရှိကြလောငါဆိုသည်ကားသူတို့၏ကောင်းကင်တမန်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသောငါအဘ၏မျက်နှာတော်ကိုအစင်မပြတ်ဖူးမြင်ကြ၏ထိုမှတပါလူသားသည်ပျောက်သောသူတို့ကိုကယ်တင်အံ့သောငါကြွလာသည်အဘေသို့ထင်ကြသည်တိုးတရားရှိသောသူ၌တိုး၎င်းသည်လမ်းလွဲ၍ပျောက်လျင်ထိုသူသည်69ကောင်သောတိုးတို့ကိုတောင်ပေါ်မှထားခဲ့ပြီးမှလမ်းလွဲ၍ပျောက်သောတိုးတစ်ကောင်ကိုတွား၍ရှာတတ်သည်မဟုတ်လောတွေ့ပြီးလျင်လမ်းမလွဲမပျောက်သောတိုး69ကောင်၌ဝမ်းမြောက်ခြင်းရှိသည်တဲ့ထိုတိုးတစ်ကောင်၌တာ၍ဝမ်းမြောက်ခြင်းရှိသည်ဟုငါအမှန်ဆို၏ထိုနည်းတူကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်ဤတငယ်တယောက်မျှပစ္စည်းစေခြင်းမှာအလိုတော်မရှိထို့ကြောင့်သင်၏မိအကူသည်တင့်ကိုပြစ်မှားလျင်သူစီသို့သွား၍နှစ်ယောက်တည်းချင်းသူ၏အဖြစ်ကိုပြ၍ဆုံးမလော့သူသည်သင်၏စကားကိုနားထောင်လျင်မိအကူကိုရတယ်သို့မဟုတ်သင်၏စကားကိုနားမထောင်လျင်လူနှစ်ဦးသုံးဦးတည်ခံစကားရှိများတို့ဒီစေခြင်းမှာကိုနှင့်အတူလူတဦးနှစ်ဦးကိုခေါ်အောင်တော့ထိုသူတို့၏စကားကိုနားမထောင်လျင်အသင်းတော်အားကြားပြောလို့အသင်းတော်၏စကားကိုနားမထောင်လျင်သာသနာ့ပိုင်ကဲ့သို့၎င်းအကုန်ခံကဲ့သို့၎င်းထိုသူကိုမှတ်လို့ငါအမှန်ဆိုသည်ကမြေကြီးပေါ်မှာသင်တို့ချီနှောင်သည်မြတ်သည်ကောင်းကင်ပေါ်၌ချီနှောင်လျက်ရှိလိမ့်မည်မြေကြီးပေါ်မှာဖြည့်လွှတ်သည်မြတ်သည်ကောင်းကင်ပေါ်၌ဖြည့်လွှတ်လျက်ရှိလိမ့်မည်တပန်းငါဆိုသည်ကမြေကြီးပေါ်မှာသင်တို့တွင်နှစ်ယောက်တို့သည်သဘောချင်းတူ၍ဆုတောင်းလျင်တောင်းသည်မြတ်သောဆုတို့ကိုကောင်းကင်ပေါ်၌ရှိတော်မူသောငါ၏ခမည်းတော်သည်ပြီးတော်မူ၏အကြောင်းမူကားခြင်းအရက်၌လူနှစ်ဦးသုံးဦးတို့သည်ငါ၏နာမကိုထောက်၍စီဝေကြ၏ထိုအရက်၌သူတို့အလယ်မှာငါရှိသည်ဟုမိန့်တော်မူ၏ထိုအခါပေတရုသည်ချင်းကပ်၍သခင်မြေအကူသည်အကျွန်ုပ်ကိုပြစ်မှား၍အကျွန်ုပ်သည်သူ၏အဖြစ်ကိုဘယ်နှကြိမ်လွှတ်ရပါအံ့နည်း9ကြိမ်မြောက်အောင်လွှတ်ရပါအံ့လောဟုမေးလျှောက်တော်ယေရှုက9ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆိုအကျဉ်90မြောက်အောင်လွှတ်ရမည်ငါဆို၏ထိုကြောင့်ကောင်းကင်နိုင်ငံတော်ကိုမိမိကျွန်များတို့ကိုစည်ရင်ယူခြင်းကအလိုရှိသောမင်းကြီးတဦးနှင့်တူ၏
ရင်ယူစဉ်တွင်မျိုးခွတ်တသိန်းကျွေးတင်သောသူတယောက်ကိုရှိတော်သို့ဆောင်ခဲ့ကြ၏ထိုသူသည်ကျွေးဆက်ရန်မရှိသောကြောင့်ကိုမှဆာ၍သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ကျွေးကိုဆက်စီဟုသူ၏သခင်စီရင်၏ထိုကျွန်သည်နှုတ်ပြုတ်ဝတ်သွားလျက်သခင်ကျွန်ုပ်ကိုပြီးခံတော်မူပါကျွေးရှိသမျှကိုဆက်ပါမည်ဟုလျှောက်လေသူ၏သခင်သည်တနာချင်းရှိသဖြင့်ကျွေးရှိသမျှကိုလွှတ်၍ချမ်းသာပေးလေ၏ထိုကျွန်သည်ထွက်သွားရာတွင်မိမိငွေဒေနာရီ100ကျွေးတင်သောကျွန်ချင်းတယောက်ကိုတွေ့လျင်လူပင်ကိုတန်းနှိပ်၍ငါငွေကိုဆက်ပေးလောဟုဆို၏ထိုကျွန်ချင်းသည်ကျွေးရှင်၏ခြေရင်း၌ပြုတ်ဝတ်လျက်ကျွန်ုပ်ကိုပြီးခံတော်မူပါကျွေးရှိသမျှကိုဆက်ပါမည်ဟုတောင်းပန်တော်လဲငွေရှင်သည်နားမထောင်ပဲသွား၍ကျွေးကိုမဆက်မီတိုင်အောင်သူ့ကိုထောင်ထဲမှလှောင်ထား၏ထိုအမှုရာကိုအခြားသောကျွန်ချင်းတို့သည်မြင်လျင်အလွန်နာကြီးသောစိတ်နှင့်သွား၍ပြုလေသမျှတို့ကိုမိမိတို့သခင်၌ကြားလျှောက်ကြ၏ထိုအခါသခင်သည်ထိုကျွန်ကိုခေါ်၍ဆိုးသောကျွန်သင်သည်ငါ့ကိုတောင်းပန်သောကြောင့်သင်၌တင်သမျှသောကြွေးကိုငါရှင်းလင်းစေ၏ငါသည်တင့်ကိုတနာသကဲ့သို့သင်သည်လည်းကျွန်ချင်းကိုမတနာအပ်လောဟုဆိုလျက်အမျက်ထွက်၍ကြွေးရှိသမျှကိုမဆက်မီတိုင်အောင်အာနာသားတို့လက်သို့အပ်လေ၏သင်တို့သည်လည်းမိအကူအချင်းချင်းတို့ကိုစိတ်နှလုံးပါလျက်အပြစ်မလွတ်လျင်ကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏အဘသည်ထိုနည်းတူတင်တို့ကိုစီရင်တော်မူတမ်းမိန်တော်မူ၏အရှုသွားတဲ့နှုတ်ကပတ်တော်ကျမ်းစာသူအရောက်စီတိုင်းအတွက်ကောင်းကြီးဖြစ်ပါစေ။